မိတ်ဆွေစစ်ဆိုတာအချစ်ချင်းယုံကြည်ရမယ်ပွင့်လင်းရမယ်ပြီးတော့တောင်းပန်ချေရပါမယ်မင်္ဂလာပါကိုကိုကြီးပုံပြောမဲ့စီစဉ်ရနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့ကိုကိုကြီးကဒီအန်ဂျင်ကြီးမလေးတွေကိုပြောပြပေးခြင်းတဲ့ပုံမြင်လေးရတော့မိတ်ဆွေစစ်ဆိုတဲ့မြန်မာရိုးရာပုံမြင်လေးပဲဖြစ်ပါတယ်ရှေးခါကတောအုပ်ကြီးအတွင်းလန်ကိုတစ်ခုမှာရှင်သစ်နဲ့ကြားတော့ကမိတ်ဆွေဖွဲ့ပြီးတော့အတူတကွနေထိုင်ကြပါတယ်အဲ့ဒီတောအုပ်ထဲမှာရှင်သစ်နဲ့ကြားတော့ရဲ့စားကျွင်းစားကြံများကိုစားတော့နေတဲ့မြေခွေးတစ်ကောင်လေးရှိပါတယ်တနေ့မှာတော့မြေခွေးကမကောင်းတဲ့အကြံစီတစ်ခုကိုကျင့်မိတ်ပြီးတော့ကြံစီခဲ့ပါတယ်ငါဟာချင်းသေးတာကြားသားကိုတခါမှမစားဘူးသူတို့ရဲ့ချစ်ခင်ရင်းနှီးမှုကိုဖြစ်ပြအောင်ခိုင်ရန်ဖြစ်အောင်လုပ်ပြီးသူတို့အသားကိုစားရရင်ကောင်းမယ်ဒီလိုနဲ့မြေခွေးကရှင်သစ်နဲ့ကြည့်ကြပြီးတော့ကုန်းချိုးတကားပြောလာပါတယ်အရှင်ချင်းသေးမင်းအရှင်ဟာကြားနဲ့ခိုင်ရန်ဖြစ်ဖို့ပါသလားအချင်းမြေကွေကျွန်ုပ်နဲ့ကြားဟာမိတ်ဆွေတွေပါခိုက်ရန်မဖြစ်ဘူးပါဘူးအရှင်ချင်းသေးမင်းကျွန်ုပ်အရှင်စီလာတဲ့လမ်းမှာကြားနဲ့တွေ့တော့ကြားကချင်းသေးရဲ့အဆင့်အတန်းဟာသူ့ကိုမမီဘူးလို့ကဲရဲ့စကားပြောဆိုခဲ့တယ်မြေကွေတင်းထတော့ငါတငယ်ဟင်ကြားဟာဒီစကားမျိုးဘယ်တော့မှပြောမှာမဟုတ်ဘူးဆိုပြီးတော့မြေခွေးကိုမောင်းထုတ်လိုက်ပါတယ်ထိုအခါမှာမြေခွေးကချင်းသစ်ကိုပြောခဲ့တဲ့အတိုင်းပဲနော်ကြားထံကိုသွားပြီးတော့ဂုံတိတ်စကားသွားပြောပြပါတယ်ကြားကမြေခွေးရဲ့ဂုံတိတ်စကားကိုကြားသိပြီးတော့မြေခွေးပြောသည့်အတိုင်းဟုတ်မဟုတ်ချင်းသစ်ကိုပြန်ပြီးတော့မြင်မြန်ပါတယ်ထိုအခါမှာချင်းသစ်ကမိတ်ဆွေကြားမြေခွေးရဲ့ဂုံတိုက်တဲ့စကားကိုတကယ်ထင်မှတ်ပြီးတင်ကငါ့ကိုပြင်မာခဲ့မိရင်ငါတို့အချင်းချင်းစိတ်ပြတ်ကြလိမ့်မယ်တစုံတယောက်ဟာတေးသေးချာချာစုံစမ်းစစ်ဆေးမှုမရှိဘဲဂုံတိုက်စကားကိုယုံကြည်ခဲ့မယ်ဆိုရင်အချင်းချင်းမိတ်ပြတ်မယ်စကားများပြီးခိုက်ရန်ဖြစ်ကြလိမ့်မယ်တကယ်လို့တခြားသူကဂုံတိုက်စကားပြောလာတဲ့တိုင်တတိထားမယ်ဆိုရင်မိတ်ပြတ်ဘူးမိတ်ဆွေစစ်ဟာအချင်းချင်းမိတ်ဆွေအဖြစ်ခိုင်မြဲနေတာကိုအစင်အမြင်လိုလာတယ်တပားသူရဲ့စကားကြောင့်မိတ်အပြတ်မခံဘူးမိတ်ဆွေစစ်မှန်ရင်တယောက်နဲ့တယောက်တန်တရားမရှိဘူးကြောက်ရွံ့မှုမရှိဘူးဥပမာပြောရမယ်ဆိုရင်တားတယောက်ဟာမိခင်ရင်ခွင်မှာကြောက်ရွံ့မှုမရှိဘဲအိတ်ဆက်တယ်လို့ပါပဲထိုအခါမှာကြားကဝမ်းနဲ့စွာနဲ့ပြောလာပါတယ်အဆွေချင်းသေးကျွန်ုပ်မှာအပြစ်ရှိပါရဲ့ဆိုပြီးတော့ချင်းသစ်ကိုတောင်းပန်ပါတော့တယ်နောက်ဆုံးမှာတော့ချင်းသစ်နဲ့ကြားတော့ကရခင်အတိုင်းပဲပေါ့နော်ချစ်ခင်ညညွတ်စွာနေထိုင်တော့ရပါတယ်ဂုံတိုက်တဲ့မိခွေကတော့သူ့အကြံမအောင်မြင်ကြောင်းကိုသိရှိသွားတဲ့အခါမှာတော့အရတပါတော့ထွက်ပြေးသွားပါလေတော့တယ်မိတ်ဆွေစစ်ဆိုတာအချစ်ချင်းယုံကြည်ရမယ်ပွင့်လင်းရမယ်မားနေရင်တော့တောင်းပန်ကြရပါမယ်ကျေးဇူးသူရောက်စီတောင်းကိုလည်းကျေးဇူးအထူးပြုရှိပါတယ်ကောင်းသောညကလေးကိုပိုင်ဆိုင်နိုင်ကြပါစေနော်